ပထမဆုံးအနေနဲ့ဒီတူးမြောင်းကြီးကိုရောက်လာတဲ့အခါမှာဒီတူးမြောင်းကြီးရဲ့လုပ်ငန်းကတကယ်ကြီးကျယ်ခမ်းနားတယ်ဆိုတော့အမြင်ကိုမြင်ပါတယ်ဗျဒီတူးမြောင်းကြီးရဲ့တစ်ဆင့်တော့တရုတ်နဲ့ဒီအာဆီယံတွေနဲ့ပတ်သက်ပြီးတော့ခုနကသူတို့ရှင်းပြတဲ့ဥစ္စာကိုကျွန်တော်တို့မြင်ရတယ်မြင်တဲ့အခါကျတော့လမ်းကြောင်းအနေထားလည်းပဲပါပြီးတော့ကုန်စည်စီးဆင်းမှုတွေတည်သွားမယ်ကျွန်တော်တို့ဒီအာဆီယံနိုင်ငံဒီရှင်းတော့အာဆီယံနိုင်ငံတွေနဲ့ပေါ့လေဖွံ့ဖြိုးတိုးတက်မှုချိတ်ဆက်မှုပုံမှန်မြန်ဆန်သွားတဲ့ဒီတူးမြောင်းကြီးကအကျိုးဖြစ်သွားမယ်လို့မြင်ပါတယ်ဗျငါးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲဒီကုန်းကသူတို့ရှင်းပြတဲ့နေတာနားထောင်ရတဲ့အခါမှာသဘောအရင်းမြစ်တွေပြုံးမသွားဘူးပေါ့ဒီသဘောအရင်းမြစ်တွေလည်းပဲဒီတိုင်းပဲရှိနေမယ်ခုလန်ဒီဖွံ့ဖြိုးတိုးတက်ရေးဥစ္စာလည်းပဲတကယ်ကိုထိရောက်တဲ့လုပ်ငန်းအကောင့်တွေပေါ်တာဖြစ်တဲ့ကြောင့်မလို့ဘာမှဒီသဘောအရင်းမြစ်ကိုထိခိုက်မှုမရှိဘဲနဲ့ဖွံ့ဖြိုးတိုးတက်မှုပဲဥတည်သွားမယ်လို့ဒီလိုပဲမြင်ပါတယ်ဗျ